ကင်းရင်ပါစီကိုယ်စိတ်မပန်းရှင်လန်းနိုင်စီအမြအကျိုးတဲ့ဖို့နိုင်ပါစီသာသနာအကျိုးတဲ့ဖို့အရှင်ဒီယမခအင်းမြကြီးရွှေဆရာကုံတို့ခြေလို့မြန်ရှိလက်ဆုံးမို့ရှင်ကိုပန္နာစေတာတုတာတုတာတုဆရာတော်ဘုရားကြီးတန်တွင်တရားတော်မြတ်များခေယစောင့်သိနိုင်ရေးအတွက်ဩဃာတကတော်ကျိုးဖြင့်ညီညာပြပြရှစ်ခုပူဇော်ကတော်ကြပါစို့ဩဃာတဘိဝတိတပ္ပံဘိဝတိတိပိစုဒ္ဓတပ္ပံပိစုဒ္ဓတိကရုံကတ္တပံကရုံကရောတိအာသနာရတ္တအာသနံတိတိမာနိတပ္ပံမာနိတိပုဇေတပ္ပံပုဇေတိအဘိဝါဒိတပ္ပံရှိခိုးတဲ့ရှိခိုးထိုင်ပူဇော်မေပူဇော်ထိုက်သောတရားသံဃာယရဏမြတ်သောပေါင်းတို့နဲ့တွေ့ပြီးဆိုရင်အဘိဝါဒိတိအမြဲဝေရိထာသောနှုတ်ကကြတံဖို့ရှိရှိသုံးချသောအနေအချင်းဩဃာသရသောကဖြင့်ရှိဖို့တတ်ပါ၏အဝါဘိဝါဒိတိမြဲဝေရိထာသောလည်းချောင်းတံဖို့ရှိရှိသုံးချသောအနေအချင်းလျောရှိပြီးတော့ရှိဖို့တတ်ကြပါ၏အာသနံရာဇာအာသနရတ္တနေယထံကိပိတ္တပုဂ္ဂိုလ်တို့အာသနံပိတိနေယထံကိပိတ္တကြပါ၏ကရောဂကြပါလျညာပြုတတ်တဲ့ပုဂ္ဂိုလ်တို့ကိုကရောဂရောတိအရိအမြတ်ပြုတတ်ကြပါ၏ယေစုဒ္ဓဓမ္မဒီဝကျိုးဆိုတဲ့ကိုယေစုတေတိဒီဝကျိုးဆိုတတ်ကြပါ၏မာနိတပ္ပံဉာဏ်တို့၌သောယရဏသုံးပါးဆရာတော်တို့ကိုမာနိတိဉာဏ်တို့တတ်ကြပါ၏ပူဇေတပ္ပံပူဇော်သည့်ပူဇော်တဲ့သောဘုရားတရားသံဃာယရဏမြတ်သုံးပါးပေါင်းတို့နဲ့တွေ့ပြီးဆိုရင်ပူဇေတိသောသန္တာတော်ဝေကေဝတော်မူနေတဲ့ထူးမြတ်တဲ့သီလကိုထူးမြတ်တဲ့သမာဓိကိုထူးမြတ်တဲ့တရားကိုတို့ကိုအာယုထား၍အာယဝတိမနောရှိလည်းရဲ့ဧဇလေမြတ်ရုပ်လည်းဆုံးမူ၍ရှိကိုပူဇော်ပူဇော်မှလည်းရောကတော့ကြရသော
ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်စေနာပေါင်းတို့ကြောင့်မိမိတို့အလိုရှိအပ်တောင်းတကြံစည်ရမြတ်တော်သောဘုရားကြီးရာနာကြီးရာသိချင်းကြီးရာနိဗ္ဗာန်ချမ်းသာတို့ဒီဘဝဤခန္ဓာဤသာသနာပြုမှာပဲရင်ဉာဏ်သောသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေအဟံဗန္တိဣတရဏိနတဟမဇ္ဇပိလံမယသာမိဘာဂတဝါနုနာတိထအရိကံတိတေယံပိမဟာဗန္တိဣတရဏိနတဟဇပိလံမယသာမိဘဂဝါနုနာတိထအရိကံတိတေယံပိမဟာဗန္တိဣတရဏိနတဟဇပိလံမယသာမိဘာဂတဝါနုနာတိထအရိကံတိတေယောစေတနာနဝတိလပိဘဝခေယမောဝယာမိယောင်ရှိထယောတသောဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသေရပဲပြသံသာရောက်အောင်သုံးပါးပေတဲ့ဘုရားမြတ်အားစီကိုဘရောပါဤဘုရားသရဏံမေသာမိဓမ္မံသရဏံမေသာမိသံဃံသရဏံမေသာမိယံပိဗုဒ္ဓံသရဏံမေသာမိဒုတိယံပိဓမ္မံသရဏံမေသာမိဒုတိယံပိသံဃံသရဏံမေသာမိတိယံပိဗုဒ္ဓံသရဏံမေသာမိတတိယံပိဓမ္မံသရဏံမေသာမိတတိယံပိသံဃံသရဏံမေသာမိရာဘုလေဝေဆွေမေစီကနီရာဘုလေဝေဆွေမေစီကနီရာဘုလေဝေဆွေမေစီကနီရာအမနာဝရိပုံနံဘာဝတိပါဒဝိရမဏိတေသောသမာတိယာမိဘုရားတဲ့လေမန္တနဲ့ရေဆောင်ပါမီဒီနာဒါနာဝိရမဏိတေသောသမာတိယာမိဩဇာနဲ့ဘုရားရေဆောင်ပါမီမမေယုကိသသာဝိရမဏိတေသောသမာတိယာမိဘုရားကောလေမမဘေရေဆောင်ပါမီသာဝရဝိရမဏိတေသောသမာတိယာမိဒီညာ၍လေယောဘေဒီချောင်းပါမီအာမေရာယမေသာပမတ္တသနာဝိရမဏိတေသောသမာတိယာမိ
ရဲ့နဲ့မတတ်နဲ့ရဆောင်ပါမည်ဒီကမဲ့ပေါင်းညာမြေပါဏတ္တဘုဇယောဟောတုဝိဒံပေါင်းညာဘာကံယောဘာတ္တနာမာဇိမအဘိဓောတုတိနေယခုဘုရားရှင်ဤသုအမဘုရားတော်မြတ်ကိုဘုရောရသောအန္တဒါနဓမ္မဒါနဓမ္မပူဇာတော်ကောင်းမှုစုစုသည်လက်ညာပေါ်ညာရလေးပါကိုဘုရားထုတ်ချအမြတ်ပူညာပါလိုဤတရားသမာဓိနသီလသဗ္ဗေသာဒီနေ့သာသနာတော်တက္ကရာ2569ခုလူလူဘောဟာဘောဇာတက္ကရာ1388ခုဓာတ်တော်လပြည့်ကျော်10ရက်နေ့အလုံးငရီနေ့မမီနယ်ဘုရောမျိုးမြို့မလင်းကာကြီးရပ်ပတ်ပညာရမတောင်းတဲ့နေနဲ့ဆင်ရင်ကျင်းပတဲ့အမတဌာနဓမ္မဌာနကုသိုလ်ဒီနေ့မွေးနေ့ပူဇာအပြင်လို့လည်းခေါ်ရမယ်ဒီတရားတော်မြတ်ကိုပေးလို့ရတယ်အလူရှင်မိသားစုများတရားကြောင့်ဒီတရားဓမ္မများဖြစ်ကြတဲ့ကိုကျော်မင်းချောင်းမအေသန္တာသမီးမရှိယတိသံသာမောင်ကပ်ဘုခဒေသနာဆင်ရှင်ရတဆံမိသားစုတို့မှာဒုတိယအကြိမ်မြောက်တရားလူတွေကိုသင်ချက်ဒီနေ့လူရှင်ဖြစ်တဲ့ဘုရားတရားမှာတရားတော်ယမသိကသိမှဖြစ်တဲ့ယမမအေသန္တာဤ40ပြည့်နေ့ဝိဇာတာမွေးနေ့ကြောင်းပြုပြီးတော့လူရန်ရင်လူတတ်အပ်သောလူဒါနဖြစ်ပါဝိရိယမရှင်မိသားစုများဒီကဲ့သို့ဘုရားရှင်ဤအဆုံးအမသာသနာတော်မြတ်ကိုပေးလို့ရသောကုသိုလ်ကောင်းမှုအစုစုတို့ကြောင့်ဒီအတန်ရံတော်အန္တရာယ်ခတိပင်ရင်လို့လောကကျိုးသာသနာကျိုးကိုစရိတဖို့ဆောင်ရွက်နိုင်ပါစေတတသီလသုဒ္ဓဇာလပညာဟိရိဩတ္တပဆိုတဲ့သူတော်ကောင်းဥစ္စာယရဏပဏ္ဏဘကိုလက်ကင်ထားကအရိယာသူတော်ကောင်းများသိရသောဘက်ကိုလေးပါကိုလည်းဉာဏ်တော်သိဉာဏ်တို့ဖြင့်ကျင့်သုံးလို့မျက်မှောက်ပြုလွယ်နိုင်ပါစေလို့ဘုန်းတော်သူမြတ်တာပို့ပါဒါကြောင့်ဒီနေ့ညပထမညသစ္စာတရားလေးတွေကိုအဓိကဗရဏပြုပြီးတော့ဟောကြားရမှာမို့လို့ဘုရားမှာဝိသုသာရကလေးတစ်ခုကိုရှင်းပြုပြီးတော့ဥပမာလေးတစ်ခုကိုရှင်းပြုတာတရားဓမ္မလေးဟောကြားမှာဖြစ်ပါထိုတရားတော်ဟာမြတ်စွာဘုရားလက်ထက်တော်ကဘုရားရှင်ကိုအသက်နဲ့လဲပြီးတော့ကြီးညိုလေးစားခဲ့တယ်အမျိုးသမီးလေးတယောက်ဥပမာပြုပြီးတော့ဟောပေးမှဖြစ်ခြင်းကြောင့်သူကဲ့သို့ဤကဲ့သို့သူဤစဘူဆိုတဲ့ကောင်းစီတတ်ပြီးတော့
ဟောကြားမှာဖြစ်ပါဆရာတော်မြတ်ကိုဟောကြားနာကြားညွှန်ကြားမှာမို့ဆရာတော်မြတ်ဟောတော်မူခဲ့တဲ့ဘုရားရှင်ကိုအာရုံပြု၍ဘုရားနုတ္တိပွားများကြမယ်လက်အောင်လေးရှိဘုရားအာရုံပြုထားပြီနမောတိမာရဏန္တနာနမောတိဒိဋ္ဌိတုဒနာနမောတိတန္တိသုဂရနမောတိတရဏံဂရမာရဏနာဒေဝဗုဒ္ဓမံကိလေသာမံခန္ဓာမံမြေစုမံအဝိသင်္ကာရမဟုသောသောမင်္ဂဧကိုသုဘဖြစ်စီတော်မူပါတော်မြတ်စွာဘုရားဤရှင်တော်မြတ်ဘုရားအားမေယမကမင်္ဂဧကိုသုဘဖြစ်စီလိုကြကုန်သောမြတ်တပည့်တော်တို့သည်နမောရှိခိုးကြပါတော်သည်မြတ်စွာဘုရားဒိဋ္ဌိဒုရဏတက္ကာယဒိဋ္ဌိသတ္တရာဒိဋ္ဌိဩစီတဒိဋ္ဌိစချိသော60ပါးသောဒိဋ္ဌိတို့ကိုကျွမ်းမဲ့ပဲဆွမ်းတော်မူခဲ့ပါသောမြတ်စွာဘုရားယေရှင်တော်မြတ်ဘုရားအားမေယမကဘုရားတပည့်တော်တို့သည်နမောရှိခိုးကြပါတော်သည်မြတ်စွာဘုရားသန္တိသုခရငြိမ့်တဲ့နိဗ္ဗာန်ကိုကြောင့်ပြတော်မူခဲ့ပါသောမြတ်စွာဘုရားသန္တိသုခရတထောင်လာရာကိလေသာဘုဒ္ဓအလောင်းတဲ့တို့ဆုံးရင်းရောက်သေးရဖြစ်သောနိဗ္ဗာန်ချမ်းသာကိုညွန်ပြတော်မူခဲ့ပါသောမြတ်စွာဘုရားဤရှင်တော်မြတ်ဘုရားအားမေယမကဘုရားတပည့်တော်တို့သည်နမောရှိခိုးကြမြောက်ပတ်တော်သည်မြတ်စွာဘုရားတရဏဂရဘုဘယစမံတရားတို့ကိုညွန်ပြတော်မူခဲ့ပါသောမြတ်စွာဘုရားတရဏဂရဘုရားစေဘုရားမံကိုကိုယ်ွယ်ကြတရားစေတရားမံကိုကိုယ်ွယ်ကြသံဃာစေသံဃာမံတို့ကိုကိုယ်ွယ်ကြဉာဏ်တို့ဘုဘယစမံတရားတို့ကိုညွန်ပြတော်မူခဲ့ပါသောမြတ်စွာဘုရားဤရှင်တော်မြတ်ဘုရားအားမေယမကဘုဘယစမံတရားတို့ကိုလိုလားကြကုန်သောဘုရားတပည့်တော်တို့သည်နမောဗုဒ္ဓဂုဏ်တော်အောင်မြင်ပြော၍ယောတိမျက်လုံးမညွှန်ညွှန်ရှိကိုခြင်းသည်အတုဘဝတုစင်စေမသွေဖြစ်ပါစေ၏မြတ်စွာဘုရားဘုရားဆရာတော်ဆိုင်တို့ကဲ့သို့ဤစမှုဆိုတဲ့ဒေသနာတနည်းအားဖြင့်စံပြပုဂ္ဂိုလ်သူ့လိုဖြစ်စေခြင်းစံပြပုဂ္ဂိုလ်ရှိသူ့လိုဖြစ်စေခြင်းဘုရားနာမလေးဖြစ်ဖို့ဟောလားတဲ့ကောင်းတဲ့လေးဆိုင်ခိုင်တဲ့ကောင်ချမ်းသာတဲ့လို့ခိုင်နေတော့ရသော်ဘုရားရှင်ကြီးဘုရားကနာလေးရအဆုံးမှာစုပြီးတဲ့စုံဤရပါဠိတော်လေးကသုလကမ္မဝိပေကသုတ်တံလည်းလူပါလူလီကိုဘုရားဆုံးမတဲ့ဒေသနာရသော်ဘုရားရှင်ကိုလူပါလူလီကအမေးလျှောက်တချို့သောပုဂ္ဂိုလ်တွေအမျိုးမြတ်ပြီးတချို့သောပုဂ္ဂိုလ်တွေအမျိုးယုံကဘာကြောင့်လဲဘုရားတချို့သောပုဂ္ဂိုလ်တွေဆင်းရဲပြီးတချို့သောပုဂ္ဂိုလ်တွေရှမ်းသာတာဘာကြောင့်ပါလဲဘုရားတချို့သောပုဂ္ဂိုလ်တွေပညာတတ်ပြီးတချို့ပုဂ္ဂိုလ်တွေပညာမတတ်တာဘာကြောင့်လဲဘုရားတချို့ပုဂ္ဂိုလ်တွေစင်နေလာပြီးတချို့ပုဂ္ဂိုလ်တွေစင်မလာတာဘာကြောင့်လဲဘုရားဖြစ်စေအောင်စတိပါဖြစ်မနချက်ချက်ဒီမဲ့တချို့သောပုဂ္ဂိုလ်တွေပညာတတ်ပြီးတချို့သောပုဂ္ဂိုလ်တွေပညာမတတ်တာဘာကြောင့်လဲဘုရားစတဲ့36ပုံစံမေးပါ
ဆိုတာမိစ္ဆာဒိဋ္ဌိဒါပြင်မဲ့ရသော်ဘုရားရှင်ရဲ့ကြီးမားသောဘုံတော်ကိုသူသဘောပေါက်နားလည်တာတော့ဘယ်သူမသိရင်ပွက်ထားခဲ့တဲ့ရွှေအိုးကြီးကိုဘုရားကျန်ညာကြောင့်ရတဲ့တော့ဘောဓမဗုဒ္ဓတာမန်ဘောကမမြင်နိုင်တဲ့အရာဝတ္ထုကိုမြင်ပြီးတာကိုတရားကိုသိပဲထင်ကြီးပြီးတော့လေးစားသွားချင်အဲ့တော့သူကဥစ္စာလေးတွေမင်းဖြစ်ညသောဘုရားရှင်ကတော့သူမေးတဲ့ဥစ္စာတစ်ချက်ချက်ပြန်ပြီးပါကံခြင်းမတူလို့အကျိုးပေးခြင်းမတူပါဘူးအမျိုးမြတ်တဲ့အမျိုးယုတ်ကံခြင်းမတူလို့အဲ့တော့မြင့်မြတ်တဲ့အမျိုးတွေမှာဖြစ်ရတယ်မြင့်မြတ်တော့သူတော်ကောင်းတို့ရဲ့ပြီးသားသူအတိုင်းမှာဖြစ်ရတဲ့အကြောင်းကိုဘုရားကအဘိဝါဒိတ္တဗာမိဝါဒိတိယောတိတတ်တဲ့ပုဂ္ဂိုလ်ယောတိကြီးဉာဏ်လို့တတ်တဲ့ပုဂ္ဂိုလ်ကိုဉာဏ်လို့ခြင်းယေဇုတတ္တဗာပိစုတိတိခိဥကျုံဆိုတဲ့ပုဂ္ဂိုလ်ခိဥကျုံဆိုခြင်းအာသနာရတ္တအာသနာတိတိနေရာထိုင်လေးပြီးတဲ့ပုဂ္ဂိုလ်တို့ကိုနေရာထိုင်လေးပြီးတဲ့ကရောကတ္တဗာကရောဒီအလေးမြတ်ပြုတဲ့ပုဂ္ဂိုလ်တို့ကိုအလေးအမြတ်ပြုနေရှိတဲ့မာနိတ္တဗာမာနိတိဉာဏ်လို့တဲ့ပုဂ္ဂိုလ်ကိုဉာဏ်လို့တဲ့ကြတဲ့ပူဇိတဗာပူဇိတိပူဇော်တဲ့ပုဂ္ဂိုလ်ကိုပူဇော်တဲ့ကြတဲ့ထိုကဲ့သို့ထိုကဲ့သို့ပုဂ္ဂိုလ်တို့သည်တဲ့နေလုံးသွားလို့ဤသောပိနကာမိနကာယတပိနပါရမရဏသုပတိတက္ကလောကောင်ပပစ္စတိထိုပုဂ္ဂိုလ်တွေနေလုံးသွားလို့ရှိရင်နတ်ပြည်၆ချက်မှာတဏှာတေချာပေါ့ရောက်ပါလိမ့်မယ်သာစီမနုဿတ္တအဘိစရိယတ္တဥစ္စာပုလိနောဟောတိဤလူပြည်လောကဗုဒ္ဓနာကိုပြန်လည်ပြီးရောက်လာမယ်ဆိုရင်မနုဿတ္တလူပြည်လောကဗုဒ္ဓနာကိုသာစီအဘိစရိတကယ်လို့ပြန်ပြီးရောက်လာမယ်ဆိုရင်ယတ္တအချင်းအာသနာထွန်းကားသောနေရာနဲ့ဥစ္စာပုလိနောယရဏသုံးပါးကိုရှိခဲ့တဲ့မိကောင်းပါဖြင့်ချမ်းသာကြွယ်ဝသောအိမ်နဲ့ဟောဒီဖြစ်ရပါပြီမြတ်သောအမျိုးတွေမှာဖြစ်ရတယ်ယရဏသုံးပါးကိုရှိခဲ့တဲ့မိကောင်းပါဖြင့်သာသမီဖြစ်ရအဲ့ဒါလည်းဖြစ်ရခြင်းဒီကိုကယုတိတဲ့ပုဂ္ဂိုလ်ယုတိခြင်းမြတ်လို့တဲ့ပုဂ္ဂိုလ်မြတ်လို့တဲ့ကုသိုလ်စေတနာကြောင့်ထိုမိမိပြုလုပ်တဲ့ကုသိုလ်စေတနာရဲ့တတိတောကြောင့်အကျိုးပေးလေးတွေဖြစ်ပေါ်လာတယ်အကြောင်းရှိခဲ့လို့အကြောင်းကောင်းခဲ့လို့အကျိုးကောင်းတယ်ဟောဟုတ်ကဲ့လားဟာကောင်းလို့အကြောင်းကောင်းလို့အကျိုးကောင်းတယ်အတိတ်ဒီဘဝတွေကစေကောင်းစေနာကောင်းပြီးငွေပြီးတော့ယရဏသုံးပါးနဲ့နှိစက်ခဲ့တယ်ကောင်းတဲ့ကုသိုလ်လုပ်ငန်းလေးတွေလုပ်ဖြစ်လာခဲ့တယ်မြေကောင်းပါရင်သာသမီတွေပြည့်ပြီးတော့ယရဏသုံးပါးနဲ့နှိစက်ခွင့်ရတာတရားစာကြည်တော်ဤရန်သူတော်ကောင်းများဆုံးမသောတရားတော်မြတ်ကိုနာယူမှတ်သားလာခဲ့ကြတယ်သူတော်ကောင်းတွေဆုံးမတဲ့တရားတော်မြတ်ကိုနာယူခြင်းမှတ်သားခြင်းသုံးသပ်စဉ်ကြီးတဲ့ကုသိုလ်စေရနာတတ္တိလေးတွေမိမိရဲ့ဉာဏ်ထဲမှာပေါ်လွင်ခဲ့တယ်စိတ်မှာပေါ်လွင်ခဲ့စိတ်ဆိုတာဟာရဝတ္ထုယုတ်ကိုမိပြီးပြတဲ့မနောဝိညာဉ်စိတ်မှာဖြစ်ခဲ့အာလောဘဆိုတဲ့ကုသိုလ်စေရနာတွေ
အာဒေါသဆိုတဲ့ကုသိုလ်စေတနာဒီအာမောဟဆိုတဲ့ကုသိုလ်စေတနာတို့ကုသိုလ်စေတနာကထိုပုဂ္ဂိုလ်ကိုအကျိုးပေးမယ်ဒီနေ့ဝိနည်းပိုင်ရှင်မိသားစုများမိမိဘဝလက်သက်နာမှာအမတ်ရစေရသောကုသိုလ်ကောင်းမှုသည်မင်းပြောင်းလို့မရတဲ့ကုသိုလ်ကောင်းမှုကိုဒီနေ့မြတ်သောအလူကြီးတစ်ခုကိုလူဖြစ်ကိုမွေးနေ့ထိမှဖြစ်တရားအလူပေးသူဘုံငယ်တဲ့ဝါရီတို့ကလည်းဘုန်းတို့ဟောရမယ်ဘယ်လိုရမ်းမလေးမထေ60ပြည့်ထိမှဖြစ်ဘုံတို့ကြွားရောက်ပြီးသွင်းတဲ့ကုသိုလ်တွေပြုဖြစ်လောကမှာမွေးနေ့ကိုဓမ္မဖြစ်ဖြတ်ကျော်ဘယ်ကုသိုလ်နဲ့မှမနှိမ့်နှောက်ဆလို့မရတဲ့ကုသိုလ်ဒီကုသိုလ်ပါတရားလို့ဆိုတာကလောကမှာမြတ်သောလူဖြစ်သို့တော့တရားဆိုတဲ့နေရာမှာနှစ်ခုရှိနာတော်ကောင်းဟောတဲ့တရားခန္ဓာဉာဏ်ရောက်ဟောတဲ့တရားနှစ်ခုရှိဘုရားတို့ကတော့မြတ်သောအဖြစ်နတ်ထောင်ကောင်းဟောတဲ့တရားမဟုတ်ပြီးတော့လူတွေရဲ့အကျင့်ကိုမဟုတ်လူတွေရဲ့အကျိုးကိုပဲဟောဖြစ်ဒကာရမတွေအကျိုးများယေရှုပါလာတဲ့အကျိုးများတသံတော်ကိုအကျိုးများစေတဲ့သစ္စာတရားဒါနကရာသီလကရာတော့တက္ကရာတွေဟောကြပြောကြအလုံးနာယူဝမိသားတက္ကရာမဒီနေ့သစ္စာနုလောကိကဉာဏ်ဆိုတဲ့သစ္စာနဲ့လျော်ကံသောဉာဏ်ကလေးတို့နာယူရမသားခြင်းသုံးကစင်ကြင်ကိုရသွားပြီဆိုရင်မိမိစိတ်ထဲမှာဒီငြိမ်းတဲ့တက်ကလေးတွေမြတ်စွာဘုရားဟောပေါ်သူခဲ့တဲ့တရားတော်မြတ်ဒီလိုပါလားလို့စိတ်ထဲမှာဒီလေသာတွေတရေကညီပြီးတော့စိတ်ထဲမှာညီတဲ့ဓာတ်တတိလေးတွေနာမည်နဲ့ခံလာဖြစ်သွားခဲ့တယ်ဆိုရင်ထိုရှင်မှာဖြစ်ခဲ့တဲ့ကုသိုလ်ဟာနံပါတ်1နတ်ရွာသူကြီးတကားပေါ့နံပါတ်2ထိုကုသိုလ်စေတနာတတ္တိကြောင့်နိဗ္ဗာန်နဂါးကြီးဖွင့်တယ်ကဝိကဝလွန်လီပါတဲ့တွေ့ရခက်ခဲကြုံရခက်ခဲတဲ့ဘုရားအဆုံးအမနှလုံးသားနဲ့တွေ့ကြည့်ခွင့်ရတယ်ဒါကြောင့်မို့လို့အရိယာတံမောအောကောဝိတောအရိယာတံမောဘောဝိတောဘုရားသာကြည်တော်ဤညာသူရံကောင်းမွန်ရဟောပေါ်ညွန်ပြအပ်တော်တရားတော်မြတ်တို့တရားတော်မြတ်တို့ကိုနာယူဝိရတဲ့ပုဂ္ဂိုလ်အနာရိယဆိုတဲ့အရိယာမဟုတ်တဲ့ပုဂ္ဂိုလ်တို့ရဲ့ဆုံးမတဲ့တရားတော်မြတ်ကိုနာယူပြီးဆိုပြန်တော့အကောပြီးတော့အရိယာညာအကောပြီးတော့တရားစာကြည့်တော်အရိယာသူတော်ကောင်းတို့ရဲ့အဆုံးအမကိုနာယူမဲ့မရှိဘူးသုံးသပ်ကမသိဘူးစင်ကြင်မဲ့မရှိတဲ့ပုဂ္ဂိုလ်တို့နံပါတ်1ကုသိုလ်ရဲ့အကျိုးပေးဖို့အကုသိုလ်ရဲ့အကျိုးပေးဖို့လည်းနားမလဲဖြစ်ဒါကြောင့်မြတ်စွာဘုရားပြောလဲဆိုတော့ဓမ္မဒါယတတို့ပြောတော်တယ်ဓမ္မဒါယတောဘိကဝေဝိဟာရတဘိကဝေသန္တနာဘုံဘေဝမြင်ကြကုန်သောစေတစေတမိပေါင်းတို့ဘေကဝေဩနာတိဒုက္ခဘေဝလောကိတုညာစေတစေတမိပေါင်းတို့ဓမ္မဒါယတောဩခြင်းကိယနာခြင်းကိယသိခြင်းကိယနိဗ္ဗာန်ချမ်းသာကိုမြင်မောပြုစေနေသောဓမ္မအံဝေမောဘဝေယုဒ္ဓယူကြကုန်လော Amen. ဓမ္မဒါယတောဘိကဝေဝိဟာရတဘိကဝေသန္တနာဘုံဘေဝမြင်ကြကုန်သောစေတစေတမိပေါင်းတို့
ဓမ္မဒါယနောမညဘုံညာနိဗ္ဗာန်ရောက်ကြောင်းတရားတော်မြတ်အပေါင်းကိုဘဝေယုဒယူကြကုန်လောနှလုံးသွင်းကြကုန်လောရှင်းသုံးကြကုန်လောစေတတို့စေတမီတို့အလောအလုံးကျုံကျဲလာသွားတော့ငါဘုရားသာနာမှာပြည့်နေတဲ့အရှင်ကဗိမာန်တော်လေးပါလေတွေ့ရင်ကြုံရုံခဲခဲလာတော့ဘုရားရှင်ရဲ့ဆုံးမသာသနာတော်ကြီးထဲမှာဓမ္မဒါယနာဆိုတဲ့တရားအမွေကုသိုလ်အမွေကိုယူကြ။ဩနာတိဒုက္ခမိမလောကိယမမြတ်နိဗ္ဗာန်ကိုရရန်ရောက်ရန်မြတ်မပြုစီနိုင်သောကုသိုလ်ကောင်းမှုကုသိုလ်အာယုန်ဒီတော်မြတ်မြတ်တွေ့ထိကြကုန်လော။ကုသိုလ်ယေနံလေးတို့ဖြင့်နှလုံးသားကိုပက်ပြန်လို့ဆိုကုသိုလ်ရဲ့နဲ့ဝိညာဉ်ကြိုင်သောကုသိုလ်စင်တိုင်းရှုတိုင်းလားကုသိုလ်ပြုမြမလားပေရွာကုသိုလ်ကောင်းမှုဆိုတဲ့လောဘကြီးငြိမ့်တဲ့ကုသိုလ်တွေဒေါသတွေငြိမ့်တဲ့ကုသိုလ်တွေမောဟတွေငြိမ့်တဲ့ကုသိုလ်ကောင်းမှုကုသိုလ်ရဲ့နဲ့တို့သည်အတေဘဝေကိုနဲ့ကျမ်းတဲ့စေကြဝဠာတကူလုံးကိုပြန်မှန်ပြန်မှန်ဒါကြောင့်ဝိပဿနာဘာဝနာကုသိုလ်တွေစေကြဝဠာတကူလုံးအဖြစ်ဒီဝပညာနာတဲ့ယတနာဗြဟ္မာဘဝတိပြည့်နှံ့တဲ့ညတိလျှောက်တဲ့ဗြဟ္မာ20ဘဝတိပြည့်နှံ့တဲ့ဒီဝိပဿနာကုသိုလ်ကထို့ကုသိုလ်တွေကဘုန်းကြီးတို့တရားဓမ္မတွေမြဲတမ်းပြောပြီးကြတဲ့ဒါနကုသိုလ်သီလကုသိုလ်သမထကုသိုလ်ဝိပဿနာကုသိုလ်အဲ့ဒီကုသိုလ်တွေကကုသိုလ်တွေမှာဒါနကုသိုလ်ကအနေစားပဲဧကသောခြင်းခြင်းကုသိုလ်ကောင်းမှုသည်ဘယ်လိုအကျိုးတွေပြန်ပြတယ်လဲဘဝတန္တရာမှာဘဝသမ္ပတိဘောဂသမ္ပတိဒီဝသမ္ပတိမနုဿသမ္ပတိတွေပြည့်စုံတဲ့ဒါကကံကျိုးပြီးသီလတရားတွေကိုမကျိုးမမောက်မပြောင်းမကြောက်စောင့်ရှောက်တဲ့အတွက်ဒါကြောင့်ယောဂာနဲ့ကိမိတာအသစ်တွေရှိတယ်သီလရဲ့ကုသိုလ်ကောင်းမှုတို့ကြောင့်သမထဘာဝနာတွေကြိုးစားပေါင်းများခြင်းကြောင့်ယုတ်စိအင်္ဂါလာပါတဲ့စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်အဲ့ဒီကုသိုလ်မှာတစ်စိတ်တက်ပြီးတော့ခန္ဓာဉာဏ်ရောက်တဲ့တရားတွေသစ္စာဉာဏ်ကိန်းတဲ့တရားတွေကိစ္စဉာဏ်ကိန်းတဲ့တရားတွေကတ္တဉာဏ်ကိန်းတဲ့တရားတွေမိမိစိတ်အစဉ်မှဒီနေ့တရားနာနေတဲ့အချိန်မှာစိတ်ကိုဟောဒီနာအတဏ္ဍဘောမှာဉာဏ်ကလေးနဲ့ကပ်ပြီးတော့နောက်ထောင်နေတဲ့အချိန်မှာဒီတွေကလောဘဒေါသမောဟတွေငြိမ်းနေတယ်အပြင်လောကအာယုန်တွေအကုန်လုံးမင်းပြောက်ပြီးတော့ဟောနေတဲ့ဘုရားရှင်ဟောတော်မူတဲ့တရားတာလေးကိုတရားစကားလေးကိုဘုရားရဲ့အဆုံးအမကိုတိုင်းကကျင့်သုံးကြတဲ့ပရိယမကင်းတဲ့ပฏิပတ်တွေကိုဆောင်းတော်မူကြတဲ့သံဃာတော်ရှင်မြတ်တွေအဆုံးအမတရားတော်ဒါဘုရားဆုံးအမဒီတရားအတန်ကိုကြားနာမှတ်သားပြီးတဲ့ကာလမှာစိတ်ရှင်ကြီးကိလေသာကင်းနေကိလေသာတွေငြိမ်းနေတယ်အပြည့်လို့ကုသိုလ်ဆိုတာကကိလေသာငြိမ်းတဲ့အလုပ်ဘာလို့ကုသိုလ်ကောင်းတယ်ကုသနာနဝိဒဒုက္ခဝိပါကလက်ခံကုသိုလ်ဆိုတာအပြည့်မရှိဘူး။ကောင်းတာတွေပဲအကျိုးပေးစီတတ်တယ်။ထိုကုသိုလ်ကဓမ္မနိတ္တတနိစီဝသဘာဝထိုကုသိုလ်ကအသက်ဇီဝလိမြာမဟုတ်ယောက်ျားမိန်းမပုဂ္ဂိုလ်တော်ဘာမဟုတ်ဘူးဓမ္မသဘောဒီညမှာမြတ်စွာဘုရားရှင်ကကုသလဓမ္မအကုသလဓမ္မဗျာကရဓမ္မလို့ခေါ်တယ်ကုသိုလ်ကိုလည်းဓမ္မလို့ပြောတယ်အကုသိုလ်ကိုလည်းဓမ္မလို့ပြောတယ်အဗျာကတကိုလည်းဓမ္မလို့ပြောဓမ္မဆိုတာနဲ့ဆိုင်တဲ့အလုပ်အထည်မရှိဘူးကံပြလို့မရဘူးသဘောလေးကုသလဓမ္မကတော့အလောဘအဒေါသအမောဟဆိုကုသိုလ်ဟိတ်သုံးပါးတို့ဖြင့်တွေ့ထိထားတဲ့တွေ့တာကြောင့်တည်ငြိမ်အေးချမ်းသောဓမ္မတတ္တိရှိတယ်အထည်မရှိဘူးဒီနေ့မွေးနေ့ပိုင်းချင်း
အလူတကအလူမတွေကုသိုလ်တွေပြုလုပ်မယ်ဟောရင်ကာလကပဲကျုံပြီးတော့ကျောင်းဘုန်းကြီးလေးနဲ့လာပြီးတော့၆ထားကြတဲ့ဘုံဘုံတပည့်ရတော့မွေးနေ့တင်မဲ့ကုသိုလ်တွေပြုလုပ်ခြင်းလို့အဲ့ဒီချိန်ကစပဲကုသိုလ်တွေစဖြစ်နေဘုံဘစေရနာတွေဖြစ်ခဲ့ပြီအခုမုံစစေရနာဖြစ်နေဒါတော့ကုသိုလ်ပြုလုပ်နေတာဘယ်သူပြုလုပ်တာတော့အလူတကာတွေအလူမတွေကုသိုလ်ပြုလုပ်ထားသည်ယောက်ျားမဟုတ်ဘူးကိုကြောင့်မကိုကြောင့်မင်းထုံးကကုသိုလ်လုပ်တာမအေးတန္တာတို့ကုသိုလ်လုပ်တာမဟုတ်ဘူးဒီအလူရှင်တို့ရဲ့စိတ်စဉ်ထဲမှာဖြစ်နေတဲ့သရာတက်ကလေးစေရနာလေးကကုသိုလ်ပြုလို့ရှင်တဲ့စေရနာကလေးအဲ့ဒါနန္တလို့ခေါ်တယ်ကုသိုလ်ဒီယောက်ျားမဟုတ်ဘူးမိန်းမမဟုတ်ပုဂ္ဂိုလ်တော်မဟုတ်ဘူးကုသိုလ်ပြုလို့လူခြင်းနဲ့ကုသိုလ်ပြုလို့ခြင်းနဲ့လူခြင်းနဲ့စေရနာလေးတွေသီလတွေစောင့်တင်းတဲ့သီလစောင့်ချောက်လို့တဲ့စေရနာလေးတွေတရားတွေနာယူခြင်းနဲ့တရားတွေနှလုံးသွင်းခြင်းနဲ့တရားတွေကျင့်ကြံပွားများအားထုတ်လို့တဲ့စေရနာတရားတရားလေးအဲ့ဒီစေရနာတရားတရားကလေးကယောက်ျားမဟုတ်ဘူးမိန်းမမဟုတ်ပုဂ္ဂိုလ်တော်မဟုတ်ဘူးဓမ္မအဲ့ဒါဓမ္မလို့ကုသလဓမ္မလို့ခေါ်တယ်ကုသလအနာဝိဇ္ဇာဒုက္ခဝိပါကလက္ခဏာကုသလကုသိုလ်ဆိုတဲ့သဘောတရားသည်အနာဝိဇ္ဇာဒုက္ခဝိပါကလက္ခဏာအပြစ်မရှိခြင်းကောင်းသောအကျိုးကိုပေးခြင်းကြည်ပါပြီဒါဆိုသူကုသိုလ်ပါလေဓမ္မနိတ္တတနိဇီဝသဘာဝအဲ့ဒီဓမ္မသည်တဲ့နိတ္တတနိဇီဝသဘာဝအသက်ဇီဝလိပ်ပြယောက်ျားမိန်းမပုဂ္ဂိုလ်တော်မဟုတ်ဘူးတဲ့ဓမ္မတတ္တိယကဓမ္မလေးဓမ္မဆိုတဲ့စကားလုံးကိုသူတို့နားလည်ဖို့သိအရေးကြီးတယ်ဓမ္မတတ္တိဓမ္မဆိုတာစေတနာဇောတတ္တိကလေးညီအေးတဲ့တတ္တိကလေးကုသိုလ်ပြုခြင်းနဲ့စေတနာကလေးတွေကုသိုလ်ပြုလို့ပြီးပြန်တော့ထိုကုသိုလ်လေးတွေပြန်လေပြီးအောက်မေ့နေတဲ့အခါမှာပြန်လေပြီးတွေးနေတဲ့အခါမှာဆင်ခြင်နေတဲ့အခါမှာညီအေးပြီးဝမ်းသာပြီးကြံလိုက်တဲ့ကုသိုလ်တတ္တိကလေးဒါယောက်ျားမဟုတ်ဘူးမိန်းမမဟုတ်ဘူးပုဂ္ဂိုလ်တော်မဟုတ်ဘူးအသက်ဇီဝလိပ်ပြမဟုတ်ဘူးတတ္တိကလေးမေ့ပြောက်လို့မရတဲ့ကုသိုလ်တတ္တိကလေးဒီကုသိုလ်ကောင်းမှုဟာဒီစေတနာသည်ဘယ်ရှိမှသည်အကျိုးပေးဖြစ်လာမှလဲလို့မိနောက်ဆုံးကံကုန်လို့သေလောက်တဲ့ယောဂဖြစ်လာတဲ့အခါကာလမှာကံကာမနိမိတ်ဂရိနိမိတ်ဇောဒီဆောလာတဲ့ကံကုသိုလ်ပြုလို့စီမှာဟာဒီတရားအလူပွဲကိုချိန်မြောက်ဖို့အတွက်ကြိုတင်ပြီးပြင်ဆင်နေကြတာကျောင်းကသံဃာတော်ရှင်မြတ်နေနဲ့ကွဓမ္မမိတ်ဆွေတွေဝိယဝိဇ္ဇပုဂ္ဂိုလ်တွေနဲ့ဝိုင်းဝန်းပြီးတော့ကုသိုလ်တွေလုပ်ကြရအောင်ကိုထီလျက်ကိုရဝိုင်းဝန်းပြီးတော့ကာယကံကုသိုလ်တွေဝိုင်းလို့ကြတဲ့ဝစီကံကုသိုလ်တွေဝိုင်းလို့ကြတဲ့မနောကံကုသိုလ်တွေရက်ွက်ကလူတွေကိုမိသားစုစိတ်ဓာတ်တွေပြေဝပြီးတော့ဝိုင်းပြီးတော့ပါရမီဖြည့်ကြတယ်အဲ့ဒီပုဂ္ဂိုလ်တွေတဏ္ဍာမှာလည်းပဲစေတနာလေးတွေပြဋ္ဌာန်းပြီးဖြစ်ခဲ့တယ်စိတ်ထဲမှာကာယဒါနကာယကံမြောက်ကုသိုလ်တွေဝစီကံမြောက်ကုသိုလ်တွေမနောကံမြောက်ကုသိုလ်တွေထိုကုသိုလ်ဟာဓမ္မလို့ခေါ်တယ်အထေမဟုတ်ဘူးအတုံးကြီးမဟုတ်ဘူးပုံတရံကြီးမဟုတ်ဘူးယောက်ျားမိန်းမမဟုတ်ဘူးတတ္တိကလေးလွန်လင်ပြီးတော့အတိတ်ဘဝကပြုလုပ်လာခဲ့တဲ့ကုသိုလ်ကလည်းတတ္တိပဲအဲ့ဒီတတ္တိကလေးကဘဝကိုကောင်းတဲ့ဘဝကိုအကျိုးပေးထားတယ်ရေလိုသာသနာကျိုးလောကကျိုးဆောင်ရွက်နေတဲ့ဘဝလေးဖြစ်ဖို့တဲ့အတိတ်ကကုသိုလ်ကောင်းမှုကကျေးဇူးပြုလိုက်တယ်ဓမ္မတတ္တိကကျေးဇူးပြုလိုက်တယ်ဒီဘဝမှာပြုလုပ်လာခဲ့တဲ့ကုသိုလ်ကောင်းမှုတွေယဟန္တာယောက်ျားယဟန္တာမိန်းမဖြစ်ရတဲ့ဘဝတိုင်အောင်အကြောင်းညီညွတ်တဲ့မှာအကျိုးတွေကအကျိုးပေးရတဲ့အစဉ်နဲ့ရှိသွားလိမ့်မယ်အဲ့ဒီအကြောင်းဒီတတ္တိဓမ္မတတ္တိလို့ခေါ်ပါသောတာပတ္တိမဉ္ဇဉ်ဘုံညာရသွားတဲ့ဓမ္မတတ္တိကတော့အလွန်ဆုံးတန်ត្រာမှာရှည်လျက်ရ9ကြိမ်ပဲ9ဘဝနောက်ဆုံးဖြစ်ပြီးသူတို့9ဘဝမြောက်တဲ့နေ့မှာယန္တာယောက်ျားယန္တာမိန်းမဖြစ်ပြီးတော့ခန္ဓာပရိနိဗ္ဗာန်ဆံသွားကြလိမ့်ဒါတတ္တိကုသိုလ်ရဲ့တတ္တိအလောဘဆိုတာလောဘတွေငြိမ်းတဲ့ကုသိုလ်တွေလောဘမရှံရံတဲ့ကုသိုလ်တွေတပည့်တော်များ
ပရိယတိသာသနာပฏิပတ်တိသာသနာဆိုတဲ့သာသနာနှစ်ရပ်ကိုပူဇော်ရသောကုသိုလ်ကောင်းမှုသည်ကဘုရားစာကြည်သောအရိယသူတော်ကောင်းများသိရသောမဉ္ဇဉ်ဘုံဉာဏ်မြတ်နိဗ္ဗာန်ကိုလင်းမြတ်သောသိဉာဏ်တို့ဖြင့်မျက်မှောက်ပြုရပါလို၏အဲ့ဒါအလောဘလို့ခေါ်အလောဘဆိုတာလောဘမရှမ်းရန်ဘုံဘဝကိုတောင်းတမှုစိတ်မရှိဘူးဘယ်ဘုံဘယ်ဘဝကိုမှမတောင်းတတဲ့စေတနာကလေးတူအလောဘကုသိုလ်စေတနာတတ္တိလို့ခေါ်ပါတယ်ဒေါသတွေငြိမ်းတဲ့ကုသိုလ်ကောင်းမှုတွေသီလတရားကိုရှေခံတတ်တော့တတ္တဝါတွေချမ်းသာကြပါချမ်းသာကြပါသည်အဒေါသမေတ္တာစေတနာတို့လည်းတတ္တိပဲအမောဟဆိုတဲ့လောမောဟတွေငြိမ်းတဲ့စေတနာလေးရလဲအမောဟဆိုတာလဲကုသိုလ်တတ္တိပဲအဲ့တော့ဘုန်းကြီးတို့တရားဓမ္မတွေသိထားရမှာကတို့လောဘဒေါသမောဟရဲ့အလောဘရဲ့အဒေါသမောဟလည်းဟိတ်6ပါးရှိကုသိုလ်ဟိတ်6ပါးနဲ့အကုသိုလ်ဟိတ်6ပါးရှိတယ်ကုသိုလ်ဟိတ်3ပါးနဲ့အကုသိုလ်ဟိတ်3ပါးရှိတယ်အကုသိုလ်3ပါးလောဘဒေါသမောဟကတော့အကုသိုလ်ဟိတ်လို့ခေါ်တယ်သူအကုသိုလ်ဟာလည်းပဲဓမ္မပဲအကုသိုလ်လည်းဓမ္မပဲကုသိုလ်လည်းဓမ္မပဲသို့သောကုသိုလ်အာယုန်ဓမ္မကတည်ငြိမ်အေးချမ်းစေတယ်အကုသိုလ်ဓမ္မကပူလောင်စေတယ်ဓမ္မတွေနားလည်တယ်နော်အကုသိုလ်ဓမ္မကဘာဖြစ်စေတယ်ပူလောင်စေတယ်ကြံတန်းစေတယ်ဟုတ်လားကုသိုလ်အာယုန်ကကုသိုလ်ဓမ္မကတည်ငြိမ်အေးချမ်းစေတယ်သဘောပေါက်ရဲ့လားအဗျာကတဆိုတဲ့တရားကဘုရားယဟန္တာတို့တဏ္ဍာမှာဖြစ်တဲ့ဓမ္မမြတ်စွာဘုရားရှင်နဲ့ယဟန္တာတို့တဏ္ဍာမှာကုသိုလ်ကောင်းမှုတွေပြုလုပ်နေပြုကမတ္တပဲဖြစ်တဲ့သူတို့ကလတ္တိအပြင်တော့မတည်တတ်ခဲ့ဖို့ကရိယာသဘောပြုကမတ္တပဲဖြစ်သွားချပြုကမတ္တတိကမြတ်တာပဲဖြစ်သွားချဘုန်းကြီးတို့တရားဓမ္မတွေပုထုဇဉ်မြတ်နဲ့သောတာပန်သဂရဂံပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်တဏ္ဍာမှာတော့ပြုလိုက်တဲ့ကုသိုလ်ကောင်းမှုကဓမ္မတတ္တိတဲ့ကြံလိုက်တယ်အကျိုးပေးဖို့အတွက်ကြံလိုက်တယ်ထိုကြံလိုက်တဲ့တတ္တိဒီဓမ္မတတ္တိဒီအကြောင်းညီညွတ်တဲ့ညွညက်ညီညွတ်တိုင်းမှာအကျိုးပေးမယ်ဘဝတိုင်းမှာအကျိုးပေးမှာတော့မဟုတ်ဘူးအားကြောင့်လဲဆိုရင်ဒီဘဝမှာပြုလုပ်တဲ့ကုသိုလ်ကောင်းမှုထဲဒီဘဝမရောက်ခင်အတိတ်ဘဝတုန်းကပြုလုပ်တဲ့ဘဝတွေမှာကံဒီအများကြီးရှိခဲ့ဒုတိယဘဝတွေတတိယဘဝတွေဘဝပေါင်းမြောင်များစွာရှိနေခဲ့လေတော့ထိုဘဝတွေကလည်းကံဒီအများကြီးလုပ်ထားတာကုသိုလ်ကံတွေရောအကုသိုလ်ကံတွေရောထိုအကုသိုလ်ကံတွေကအကျိုးပေးပြီးဆိုမှဖြင့်ဒီဘဝမှာပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကအကျိုးပေးခွင့်မရသေးဘူးအကြောင်းမညင်ညွတ်သေးလို့အကျိုးပေးခွင့်မရဘူးသို့သောထိုအာကုသိုလ်ကံကအတိတ်ကဖြစ်ခဲ့တဲ့အာကုသိုလ်ကံဒီအဟောတိကံဖြစ်သွားပြီဆိုရင်ဒီဘက်မှာပြုလုပ်တဲ့ကုသိုလ်ကအကျိုးပေးမယ်ဒါကြောင့်တို့ဗုဒ္ဓဘာသာတွေဟာသတ္တရဒိဋ္ဌိလည်းလွတ်ဖို့လိုတယ်ဥစ္စေဒဒိဋ္ဌိလည်းလွတ်ဖို့လိုတယ်ဘဝတိုင်းမှာကိုပြုလုပ်တဲ့ကံတရားတို့သည်ဘဝတိုင်းမှာအကျိုးပေးမှာပဲလို့ဆွဲနေရင်သတ္တရဒိဋ္ဌိလို့ခေါ်ပါတယ်အကျိုးမပေးဘူးဆိုရင်လည်းဥစ္စေဒဒိဋ္ဌိဖြစ်သွားတတ်တယ်ပြီးသည်တရှိမပြီးသည်ပြီးတယ်လို့မပြီးတယ်လို့အာမရဝိကေပဒိဋ္ဌိတွေဖြစ်သွားတတ်တယ်ဒါဆိုရင်ဘယ်လိုနှလုံးသွင်းပြီးတို့သဘောပေါက်ထားရမှာလဲမင်းရင်အကြောင်းညီညွတ်တဲ့ခါမှာအကျိုးပေးပါလိမ့်မယ်အကြောင်းမညီညွတ်သေးဘူးဆိုရင်အကျိုးမပေးသေးဘူးဒါကံနဲ့အကျိုးပေးကိုဆိုလိုတယ်ဟုတ်ကဲ့လားဒီဝိပဿနာအားထုတ်တဲ့ပုဂ္ဂိုလ်များဆိုရင်တော့ဒါအရိယာသူတော်ကောင်းတတ်ပြီးပေါ်လွင်သွားပြီဆိုရင်မကောင်းတဲ့အာဟုသောနဲ့ပတ်သက်ပြီးအကျိုးပေးမှုမရှိသလောက်ဖြစ်သွားပြီနံပါတ်1ဒုက္ခရိပအပေတကားပိတ်သွားပြီကိုငရဲတရိစ္ဆာန်ပြိတ္တာသူကပဲလေးဖို့မရောက်တော့ဘူးလေအရိယာသူတော်ကောင်းတဲ့ကိန်းသွားပြီတမေတ္တဘောဒိဋ္ဌိဝိသိကိတာသီလပရပရမတ္တဆိုတာအောက်တန်ရောက်တဲ့သုံးပါးကိုဝိပဿနာဉာဏ်ဖြင့်ပထမဝိပဿနာသမာဓိတိနဲ့ဖြစ်စည်း
ဝိပဿနာဉာဏ်ဖြင့်ဒိဋ္ဌိနဲ့ဝိသိကိစ္စကိုဖြစ်စည်းမယ်ဝေဒနာနဲ့တဏှာကိုဝိပဿနာဉာဏ်နဲ့ပယ်မယ်တမ္မောဘဝနဲ့ဇာတိကြပြန်တော့အရိယာမင်းနဲ့ပယ်သွားမယ်ဆိုရင်တော့ထိုပုဂ္ဂိုလ်ဟာလာခြင်းကောင်းသလိုပြန်ခြင်းလည်းကောင်းမှာပေါ့တရားဓမ္မတို့ရဲ့ဟုတ်ကဲ့လားဘုရားတို့တရားဓမ္မတွေမေးပြရသည်တို့ဤလောကကြီးရောက်လာတာဘာလို့ဖို့ကုသိုလ်လုပ်ဖို့နော်ကုသိုလ်တွေတဝကြီးလုပ်သွားဟုတ်လားကုသိုလ်ဖြစ်မဲ့အလုပ်တွေအကုန်လုံးအကုသိုလ်ဖြစ်မဲ့အလုပ်ကိုမလုပ်နဲ့ဟုတ်လားအဲ့ဒါကုသိုလ်တွေကကုသိုလ်တွေမှာထက်တန်းကြကုသိုလ်ကဘာကုသိုလ်တို့ဝိပဿနာကုသိုလ်ကတော့အမြင့်မြတ်ဆုံးပေါ့အဲ့ဒီဝိပဿနာကုသိုလ်ကောင်းမှုတွေကိုကိုကမလုံနိုင်သေးတဲ့အခါကာလမှာဒါနသီလသမထဘာဝနာတွေရှံရံထားဟုတ်လားခန္ဓာညောတရားတွေကိုနာပြီးတရားတွေကိုနှလုံးသွင်းပြီးတဖြည်းဖြည်းနဲ့ဉာဏ်ကလေးတွေရင့်ကျက်လာလိမ့်မယ်ဟုတ်လားပါရမီရင့်လာတဲ့ဆိုတာအလိုလိုရင့်လာတာတော့မဟုတ်ဘူးနော်ဖြည့်ပံများမှပြည့်လာတာဖြည့်ပံများမှမဖြည့်ရင်မပြည့်ဒီနေ့ကုသိုလ်တွေပြုလုပ်နေကြတာဘာလုပ်နေကြတယ်ပါရမီဖြည့်နေကြတာဟုတ်လားဟောဒီမွေးနေ့ကိုကြောင်းရင်ကံပြုတော့ကုသိုလ်တွေပြုတယ်ဘုန်းတို့လည်းထုံနေတူစွာပဲပါရမီဖြည့်နေတာဘယ်ရှင်တိရောက်အောင်ဖြည့်သွားရမှလဲမင်းရင်အာသဝကုန်ကန်းလို့ယဟန္တာယောက်ျားယဟန္တာမိန်းမဖြစ်ရသည့်ကာလတိုင်အောင်ကုသိုလ်တွေတဖြည်းဖြည်းဖြည့်သွားရမယ်ပြည့်အောင်ကိုဖြည့်သွားရမယ်ဟုတ်ကဲ့လားအဲ့တော့ဥပမာလေးတစ်ခုပြောမယ်မြတ်စွာဘုရားရှင်သည်ဗာရဏသီပြည်ကသဝဋ္ဌိပြည်ကိုသံဃာတော်900နဲ့ဒေသဇာတိကြွလာဒေသဇာတိကြွလာတော့လမ်းတစ်ကြောင်းလုံးမှာလဲမိစ္ဆာဒိဋ္ဌိကြီးပဲကိုမိစ္ဆာဒိဋ္ဌိရွာတွေရောက်တော့မိစ္ဆာဒိဋ္ဌိတွေကဘာလို့ကြိုးကြွေးကြော်သွားတယ်တော့ဂေါတမဘုရားရှင်နဲ့သံဃာတော်တွေကြွလာလို့ရှိရင်ရေလည်းမပေးစတဲ့ဘာမှမလူစတဲ့မပေးစတဲ့ပေးကမ်းမှုဆိုရင်သူ့ကိုအသေးတတ်မယ်ဟုတ်လားအဲ့တော့အလုံးတရားစီကားတဲ့ရွာကြီးတရွာနာရောက်ရသော်ဘုရားရှင်နဲ့သံဃာတော်မြတ်ကိုကိုပင်ကြီးအောက်မှာခိတ္တခန္ဓာလေးသတင်းသုံးနေအဲ့ဒီချိန်မှာသုမနာဆိုတဲ့အမျိုးသမီးလေးတယောက်ကအလဲက16နှစ်အရွယ်လလပပတင်းတင်းတဲတဲလေးအတိတ်ကံကောင်းထားတဲ့တွေ့တာကြောင့်သူသည်ရေခတ်ဖို့ဆင်းလာဟိုတုန်းကရေနဲ့အိုးရင်းနဲ့ရေခတ်ရတာကိုရေကန်ထဲမှာလေရေခတ်မလို့လာတော့ဘုရားမူသံဃာတော်ကိုလှမ်းပြီးတော့အဝေးကလှမ်းမြင်တယ်ထိုအချိန်မှာစိတ်တွေပြောင်းလဲတယ်ငါတို့ကြီးရွာကလူတွေကအမြဲတမ်းလို့မောင်းခတ်ထားတဲ့ကြွေးကြော်ထားတဲ့ဘုရားရှင်နဲ့သံဃာတော်အရှင်မြတ်တို့ကိုဘာမှပေးလို့ခြင်းမပြုရဘူးရေပေါ်ရကန့်လန့်ခြင်းမပြုရဘူးပြုလို့တဲ့ပုဂ္ဂိုလ်အပြစ်ဒဏ်ပေးမယ်သေမိတ်ပေးမယ်အဲ့ဒီသုမနာဆိုတဲ့အမျိုးသမီးလေးဟာငါသည်လူတွေဘယ်လိုပြောလောကမှာမြတ်စွာဘုရားဆိုတာအတုမရှိတဲ့ပုဂ္ဂိုလ်ဘုရားတဆုပွင့်ဖို့ဆိုတာလွန်တရားခဲလှပါပြီထိုဘုရားပွင့်တော်မူတဲ့နေရာဘုရားပွင့်တော်မူတဲ့ခံကာလမှာငါတို့သည်သိကံကောင်းတယ်အိုးလေးခဏချပြီးတော့ဘုရားနဲ့တန်ဃာတော်လာကြတော့တယ်မြတ်စွာဘုရားရှင်ကလည်းတလံမြတ်လောက်ပဲရောင်ကြီးတော်တွေကိုမြူးပြီးတော့ကြည်ညိုလို့မဝဘူးဘုရားကအခါလန်းလေးကဥရှာပြီးတော့သူသည်ဘုရားမူရဲ့တန်ဃာတော်တွေနေဖို့လုံးရှံချံရောက်လာတော့ငါသွားပြီးတော့ရေကတ်မယ်ရေလူမယ်ငါအသက်သေးသေးပြီစီရွာသူရွာသားတွေငါ့ကိုတတ်ပြီစီငါအသေးခံပြီးတော့ကိုယ်တို့တွေပြုမယ်တရားတတ်တွေဘလောက်ကောင်းလဲဆိုတာစဉ်းစားလိုက်သူရေအိုးကြီးရေခတ်တန်တန်ချင်းကပ်ပြီးတော့ဘုရားမတန်ဃာတော်တွေကိုပေးအောက်ကိုယူလာတဲ့ခုတ်ကလေးတကူလည်းသုံးဆောင်ဖို့အတွက်အရှင်ဘုရားမြတ်သ
တောက်တော်ကြီးသုံးဆောင်တော်မူကြပါဖေဟာမြတ်စွာဘုရားရှင်သူကိုယ်တိုင်ငှက်ကအဲ့တော့တန်ဃာတော်ဒီ900လောက်ရေအိုးတစ်လုံးနဲ့ကရေက900သုံးလို့မကုန်ဘူးတဲ့ဗျာနော်လူမင်းဘုန်းကြီးနတ်မင်းမနေနဲ့ဘူးနတ်ကောင်းနတ်မြတ်တွေကစောင့်ချောက်နေတာကိုမကုန်ခန်းအောင်ဟုတ်လားအဲ့ဒီတော့လူတွေရွာကလူတွေအိုးချစ်ချစ်ဖြစ်ကုန်တယ်ကြည်တန်းသူမနာကလေးဘုရားမောသံဃာတော်တွေဂေါတမဗုဒ္ဓနဲ့သံဃာတော်ရှင်မြတ်တွေသွားပြရည်စက်ကပ်နေတဲ့ဒီနေ့တွေးကြသေးတာပေါ့လူမိုက်တွေကနော်ကြွေးကြော်ပြီးတော့အမျိုးသမီးလေးကလည်းဘုရားရဲ့မြတ်စွာဘုရားရဲ့ရည်ဒီကပ်ပြီးတော့ဘုရားရှင်ကဗာပြောလဲခြေသမီးတဲ့တင်းဒီဤကဲ့သို့ရေလူရတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုး7ပါးသည်မတောင့်မတပဲရလိမ့်မယ်သို့တော့သင်သမီးသင်ဒီဘဝကိုမတောင့်တဲ့လောကမှာဘဝဆိုတာပဲဘဝရရမကောင်းဘူးပရိသန္တိနေရတဲ့တတ္တဝါတိုင်းသည်အိုခြင်းတရားကိုရင်ဆိုင်ရအောင်မယ်96ပါးသောယောဂဝေဒနာတို့နဲ့ရင်ဆိုင်ကြရအောင်မယ်နောက်ဆုံးတော့သိခြင်းတရားသာကွယ်မရကလွင်ကညီကုံမောင်တို့ကွင်းပြီးတော့သိခြင်းတရားကိုဆင်ခြင်သိခြင်းတရားကိုရင်ဆိုင်ကြရအောင်မလို့သင်ကြည်သင်သည်ကုသိုလ်ကုသိုလ်ကောင်းမှုသည်ဘုံဘဝကိုမတောင်းတာလေးနဲ့ချစ်သမီးဘဝကိုတောင်းတရင်ကြောင်းကြရလိမ့်မယ်ဧကုသိုလ်ကောင်းမှုတွေဖရာပြစ္ဆေကယန္နာမထေမြတ်မှာသိတော်မူတဲ့ဒုက္ခသစ္စာပိုင်းခြားသိရပါလို့ဤသမုဒယသစ္စာကျွမ်းမဲ့ပဲသွားရပါလို့မေဃသစ္စာတွေပွားများလို့နိရောဓသစ္စာကိုမျက်မှောက်ပြုရပါလို့ဤသစ္စာတရားတွေဟောပြီးတော့သစ္စာတရားတွေသဘောပေါက်အောင်ဘုရားရှင်တရားဟောရင်နဲ့အတိတ်ကကတ္တပမြတ်စွာဘုရားလက်ထက်တော်တုန်းကတရားနာဘူးတဲ့ကုသိုလ်သံဃာတော်ရှင်မြတ်တွေတန်တော်ဘာမတရားတွေနာခဲ့တဲ့ကုသိုလ်စေတနာသည်ခွေဘုရားဂေါတမသာသနာတဲ့ရောက်လာတဲ့အခါမှာဒုက္ခရိပါတွေမရောက်ရပါဘဲနဲ့ဘုရားရှင်နဲ့တွေ့ပြီးတရားနာရင်နဲ့ညာအမြင်လင်းပြီးတော့သောတာပန်ဖြစ်ပါတဲ့ဒိဋ္ဌိဝိသိကိတကင်းပြီးပါဖြစ်တဲ့တရားနာပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃာကိစ္ဆာမိဗုဒ္ဓောမေတရဏံအဉ္ဉဏတ္တိဓမ္မောမေတရဏံအဉ္ဉဏတ္တိသံဃောမေတရဏံအဉ္ဉဏတ္တိဧဇာတိကေပါဏုဖေနံဗုဒ္ဓံတရဏံကိစ္ဆာမိဧဇာတိကေပါဏုပိဒံဓမ္မံတရဏံကိစ္ဆာမိဧဇာတိကေပါဏုပိဒံသံဃာတရဏံကိစ္ဆာမိပါဖေယဘယ်သူမှမသိမဲနဲ့အလိုလိုရသွားတဲ့တရားရဲ့တကူတရားအသိဉာဏ်ရဲ့တကူဟုတ်ကဲ့လားသူသည်အဲ့ဒါနဲ့မြတ်စွာဘုရားသံဃာတော်တွေကိုတရားနာပြီးတော့သူရေလေးပြန်ခတ်ပြီးပြန်လာတဲ့ဒီကလူအိုးကြဲကြဲရောက်လာကြဘာလေးညာလေးနဲ့ပြတ်တော့ပဲလာပြီးတဲ့မျိုးပြောဆိုကြဒါပေမဲ့အမျိုးသမီးလေးကပြုံလေးနဲ့သင်တို့ကျွန်ုပ်ကိုတတ်လူကတတ်နိုင်ပါတယ်သင်တို့တတ်ရင်လည်းသေဖို့ချင်းကျုပ်တွေသေမှမကြောက်တော့ဘူးပြုံလေးနဲ့အချိန်မရွေးကျုပ်ကိုတတ်လို့ရပါတယ်ကျုပ်သည်ဤချင်းကစားပြီးတော့ဘုရားမတပါတရားမတပါသံဃာမတပါကိုယ်ကွယ်အားထားရမရှိတော့ပါဘယ်သူမှအနာမကရဲဘူးသူရဲ့ရဲရင်တော့ကုသိုလ်ကြောင့်ရဲရင်တော့အတန်ကြောင့်အဲ့ဒါနဲ့ရွာသူကြီးတွေကလည်းမဖြစ်ဘူးတာထူးခြားတာပဲဘုရားကခုထူးခြားတာပဲဆိုရွာသူတို့လည်းဟိုကနဲ့သင်တို့သည်ကျုပ်အကြောင်းသိချင်ရင်ဘုရားထင်သွားမေးပါကျုပ်ဘာဖြစ်သွားတယ်လဲကျုပ်ညံထဲမှာဘာတွေပေါ်သွားတယ်မြတ်စွာဘုရားသွားမေးကြပြူကြတော့ဘယ်ကတရွာလုံးပြတရဏဂုံတီးကြတဲ့ဟုတ်လားချီလောကမှာသူမနလေးဆိုတဲ့ပုဂ္ဂိုလ်အမျိုးသမီးလေးတယောက်ကိုမှီပြီးတော့ရွာသူရွာသားတွေဘာဖြစ်ကုန်တဲ့လူရင်းပြောရင်ကုသိုလ်တွေဖြစ်ကုန်ကြသတ္တကုလပုဒ္ဓေတရာတရားရှိသောအမျိုးကောင်းသမီးလေးတယောက်ကိုနိတ္တယာမိပြု၍အန္တောဇနရွာသူရွာသောအန္တောကာမံရွာသူရွာသားနေသူညာနေသားတို့သည်အိမေပြင်စားရီဝတ္တတိဤသို့ကြည်ပွားခြင်း၅မျိုးတို့ပဲဝတ္တတိကြည်ပွားကြလေကုန်ပြီတတ္တယာဝတ္တတိသရဖယားကိုကြည်ညိုတက်ကြသွားပြီသီလဝတ္တတိသူတို့တဏ္ဍာထဲမှာ၅ပါးသီလတွေစောင့်ထိန်တက်ကြသွားပြီသာဂေနဝတ္တတိပေကံစွန်ကျဖယားချင်းကိုတောက်တော်ဤက
ဖယားရှင်ကိုအရှင်မြတ်စွာဘုရားနဲ့တန်ဃာတော်များတရင်သုံးတော်မူကြပါမနေ့ပြင်ကြတပည့်တော်ဆုံးကောဝေယဝိဇ္ဇာလူခွင့်ပေးပါခွန်ရက်တိုင်တဲ့တရင်သုံးရတဲ့ကဲဘုရားရှင်နဲ့တန်ဃာတော်ကိုဒုက္ခပေးမယ်ဆိုပြီးတော့ပုဂ္ဂိုလ်တွေကဘသူအကြောင်းခံလိုက်တဲ့သုမနဒေဝီသုမနဆိုတဲ့အမျိုးသမီးလေးတယောက်ကိုမိပြီးတော့ရွာသူရွာသားတွေဘာဖြစ်ကုန်လဲမိစ္ဆာခွင်းပြီးတော့တန်မာအလင်းသို့ရောက်သွားကြတယ်ပေါ့ဟုတ်လားတရားတရားတွေကြီးပွားတယ်သီလတရားနဲ့ကြီးပွားတယ်ဇာကတရားနဲ့ကြီးပွားတယ်မြတ်စွာဘုရားဘုဒ္ဓတတ်နဲ့ပြည့်စုံတဲ့တရားတော်မြတ်ကိုဟောပြီးလို့သုဒ္ဓတရားနဲ့ပြည့်စုံတဲ့ဝိပဿနာတရားတွေဟောပြီးလို့တချို့ပုဂ္ဂိုလ်တွေသောတာပန်ဖြစ်ကြတဲ့သဂရဂန်တွေဖြစ်ကြတဲ့မြတ်စွာဘုရားရှင်နဲ့သံဃာတော်တွေဘုရားကိုကြောက်တတ်တဲ့မြတ်စွာဘုရားတပည့်တော်တို့ကိုယ်တို့တွေအများကြီးပွားများအောင်ယဟန်တော်တပတ်ထားခဲ့ပါလားဖေယသံဃာတော်တပတ်ကိုယ်ွယ်လိုပါတဲ့တပည့်တော်တို့ကုသိုလ်ကောင်းမှုတွေတပည့်တော်တို့တရားဓမ္မတွေဟောနေပြောနေတဲ့သံဃာတပတ်ကိုတပည့်တော်တို့ထမ်းမှထားပြီးတော့မြတ်စွာဘုရားရှင်မိန့်တော်မူခဲ့ပါကုသိုလ်တွေပွားခွင့်ပြုပါဩတို့မြတ်စွာဘုရားသာသနာပြုရတာကလည်းမလွယ်ဘူးနော်သို့တော့တရားတရားကြီးမားတဲ့ပုဂ္ဂိုလ်တရားပေါ်ပေါက်လာပြီဆိုရင်အဲ့ဒီတရားတရားရှိတဲ့ပုဂ္ဂိုလ်ကြောင်းခံပြီးဘာဖြစ်ကုန်ကြလူတွေကုသိုလ်တွေများကုန်ကြတာပေါ့ဟုတ်ကဲ့လားဒီနေ့မွေးနေ့ပန်းရှင်မိသားစုကိုအကြောင်းရင်းခံပြီးတော့ဘုတို့ရက်ွယ်သူရက်ွယ်သားတွေမြို့သူမြို့သားတွေကမကြည်ပွားဘူးလားတရားယတတယဝတ္တိဘုရားပေါ်မှာဘယ်ဘုရားတရားသံဃာယရဏသုံးပါးပေါ်မှာကြီးညိုလေးတာတရားတရားနဲ့ကြီးပွားတယ်နဲ့သီလေနဝတ္တိ၅ပါးသီလတွေပေါ်မှာမိမိတို့သဏ္ဍာန်မှာစောင့်ထင်းခွင့်ရခြင်းကြောင့်သီလတရားနဲ့ကြီးပွားနေတယ်ဇာဂေနပရိယမတိပန္တာနာနေရအတွဲကိုမိမိတို့ပေကံဆွမ်းဥဒ္ဒကြတဲ့တဝန်လူတန်းပေကံခြင်းကိုကုသိုလ်နဲ့ကြီးပွားနေတယ်သုတေနဝတ္တိမြတ်စွာဘုရားဟောပေါ်ညင်များသောလောဝိနိဘိဓမ္မကလာရှိတဲ့တရားတော်မြတ်ကိုနာယူမှတ်သားခြင်းပဲဘုသူရနဲ့လည်းပြည့်စုံတယ်ပညာယဝတ္တိပညာယဝတ္တိဝိပဿနာဉာဏ်ပညာဒီကနေ့ခန္ဓာအကြောင်းလေးကိုပြောပြီးပြီဘုန်းတို့တရားဟောနေတဲ့ခန္ဓာတရားနာနေတဲ့ခန္ဓာကိုယ်ကြီးသည်မြဲသလားမမြဲဘူးလားမြဲပါဗျာအခုအချင်းတဏှာကြီးပြီးတော့မယ်ခန္ဓာကိုယ်တဏှာကြီးလောက်ထိုင်လာတော့ခန္ဓာရဲ့အနေထားတွေဘာဖြစ်လာဖောက်ပြန်လာတယ်လေဘာဖြစ်လာတယ်တောင့်တင်လာတယ်ကြိုက်ခဲလာတယ်ညောင်းညာလာတယ်ဟိုဘက်ကိုရွှေ့ရဒီဘက်ကိုရွှေ့ရဖြစ်ရတယ်အဲ့ဒါမြဲလို့လားမမြဲလို့လားမြဲပါဗျာဒါကိုမြတ်စွာဘုရားကရူပံဘိကဝေအနိစ္စံဘိကဝေငါရှိသယံတော်မြတ်တို့ဘိကဝေจิตသားจิตသမီးတို့ရူပံသင်တို့ရဲ့ငါဘုရားရှင်မောင်မတရားနာနေတဲ့သင်ရှိသားရှိသမီးတို့ရဲ့ရုပ်ခန္ဓာကိုယ်ကြီးသည်ဘာဖြစ်တဲ့အနေဇံဖောက်ပြန်နေလို့ဝိပရိနာမဓမ္မဖောက်ပြန်နေခြင်းသောအနေဇောအနေဇာတရားပဲဝိပရိဓမ္မဖောက်ပြန်ပြီးနေခြင်းသောဒုက္ခဆင်းရဲခြင်းသဘောတွေပဲဝိပရိနာမဓမ္မမြဲမပြဖောက်ပြန်နေတော့အနတ္တကိုယ်သဘောမို့အနတ္တမအစိုးမရတဲ့သဘောတွေပဲဣတိဤသို့ဇာနာတော်သိကြပါစေပတ္တတော်မြင်တတ်ကြပါစေမိမိတို့ခန္ဓာအစဉ်ကိုတဲ့တတိတံပစေဉာဏ်ရှိပြီးကြောင်းကြလေးဆိုင်ပြီးကြည့်တော့ဩငါတို့အခုတရားနာနေတဲ့ခန္ဓာတရားဟောတဲ့ခန္ဓာတရားနာနေတဲ့ခန္ဓာဤခန္ဓာကိုယ်ကြီးတဲ့အမြဲတမ်းဖောက်ပြန်နေပါလားဟိုနာကတောင်းလာတယ်တင်လာတယ်ထုံလာတယ်ကျင်လာတယ်ကြိုက်လာတယ်ခဲလာညောင်းညာလာတယ်ဩမကောင်းတဲ့ခန္ဓာကမကောင်းတာတွေပြနေပါလားဆင်ခြင်ရအောင်မေမုတတိစင်ကြင်မှုတံပစင်ဓာတ်ကိုလက်ကင်ထားပြီးတော့ကြည်ဘုရားကဟုတ်လားတတိနဲ့ဉာဏ်ဘာနဲ့ပါလဲဘယ်တော့တပတ်ကျော်လောက်ရှိတဲ့အေးပတ်လာလားအေးပတ်လာတာဟိုဘက်မှာအေးများတဲ့ဂျပန်နိုင်ငံကပြန်လာတော့အဲ့တော့မှအေးပတ်လာတာချောင်းဆိုးတာမပြီးနိုင်ဘူးဖြစ်နေအဲ့ဒါလဲဘာသစ္စာပြဒုက္ခလို့ပြတာပေါ့ခန္ဓာဒုက္ခပြင်မှန်းလိုက်တာ
ခန္ဓာထမ်းထားရတာပင်မလိုက်တာဆင်ခြင်ကြည့်လိုက်ဟုတ်လားတူတယောက်ကချောင်းဆိုတာတခုဖြစ်ပြီဆိုရင်တတိကပ်ပြီးကြည့်လိုက်ဩသူပင်မလိုက်တာဘာသစ္စာမို့ဆင်းရဲခြင်းအမှန်တရားပေါ့ဘာတရားတဲ့ဘသူကပြနေတာလူတူတယောက်ကပြတာလားခန္ဓာကပြတာလားချမ်းသာတယ်ပြောလားဆင်းရဲတယ်ပြောလားရုပ်တရားသည်မမြဲဘူးရုပ်တရားသည်ဆင်းရဲတဲ့ရုပ်တရားသည်အစိုးမရဘူးဒီခန္ဓာကိုပြောတာထပ်ပြီးတော့ဝေဒနာနိစ္စံဝါအနိစ္စံဝါတိခံစားမှုဝေဒနာသည်မြဲသလားမမြဲဘူးလားမေးအနိစ္စံပန္တိမမြဲဘူးဝေဒနာတင်ညာသင်္ခါရဝိညာဉ်နာခန္ဓာ၄ပါးသည်လည်းပဲမမြဲဘူးနာခန္ဓာ၄ပါးသည်လည်းဆင်းရဲတယ်နာခန္ဓာ၄ပါးသည်လည်းအစိုးမရဘူးခန္ဓာ၅ပါးလုံးကိုတပါးချင်းဉာဏ်သွင်းပြီးတော့ကြည့်ပေါ့ဟုတ်လားမျက်လွာလေးရှားပြီးခန္ဓာတစ်ခုလုံးကဲခတ်ပြီးကြည့်ပေါ့သို့တည်းမို့မျက်စိလေးမေးပြီးခန္ဓာကိုယ်လေးပုံမှန်လေးရှုပြီးကဲခတ်ပြီးကြည့်တော့အကြည့်ခန္ဓာသည်အကြည့်ဉာဏ်အောက်မှာဒရဇတ်အကဲခတ်လို့ကြည့်လိုက်နဲ့ကြည့်လိုက်တိုင်းမှာတစ်စက္ကန့်လေးမှတီတီငြိမ်ငြိမ်ခိုင်ခိုင်ခန့်ခန့်မရှိပါပဲနဲ့ဖြစ်လိုက်ပြက်လိုက်မပြနေဘူးလားပြနေတဲ့ဖြစ်ပြီးပစ္စည်းနေတဲ့သဘောလက္ခဏာကဒုက္ခသစ္စာထိုဖြစ်နေတာပြည့်နေတာလေးကိုတတိနဲ့ထောက်ပြီးကြည်ပြီးတော့နေတာလေးကမေဃသစ္စာဟုတ်ကဲ့လားဒုက္ခသစ္စာမှာမေဃသစ္စာတို့ဒုက္ခသစ္စာမှာမေဃသစ္စာတို့ခန္ဓာနဲ့ဉာဏ်နဲ့တွဲပြီးနေတဲ့ကတဏှာဥပါဒံကံသမုဒယသစ္စာအလိုလိုသိပြီးသားဖြစ်နေတယ်ရာဂဒေါသမောဟတွေတရင်ကငြိမ်းပြီးသားဖြစ်နေတယ်သစ္စာထိုက်တဲ့အချိန်ပေါ့ဘာထိုက်တဲ့အချိန်အဲ့ဒီသစ္စာဉာဏ်ထဲမှာသစ္စာတရားတွေပေါ်သွားပြီဆိုရင်ဘာတကားပိတ်သွားမယ်ဒါကြောင့်ဒီနေ့မွေးနေ့ပန်ရှင်နေ့တကွမွေးနေ့ပန်ရှင်မိသားစုနေ့တကွအားလုံးသောတရားဓမ္မတို့တဏ္ဍာမှာလည်းပဲဘုရားဆရှိတော်ရိယာသူတော်ကောင်းမြတ်သိရသောတတ္တာသီလသုဒ္ဓဇာကပညာဟိရိဩတ္တပါတိသောသူတော်ကောင်းဥစ္စာယရဏခုနှစ်ပါးကိုလက်ကင်ထားကဒုက္ခသစ္စာပိုင်းခြားသိမြင်နိုင်ကြပါစေအဘယ်လေးပုံရောက်စီနေတော့သမုဒိယသစ္စာပဲဆိုနိုင်ကြပါစေမြတ်ကသစ္စာကိုပွားများလို့နိရောဓသစ္စာဒီသောကံတဲ့ဘက်ကိုကောင်းစွာမသွေလှမ်းတဲ့နိုင်အောင်အားထုတ်နိုင်ကြပါစေကုန်သတည်းကဲကိုယ်တို့တရားတွေရင်ဝယ်ပိုက်ပြီးတလောကလုံးကိုမေတ္တာကမ္မထံစီဖြန်းကြမယ်အထေယမယာတရဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရကင်းဘေးတွေရှင်းလက်ငယ်ချမ်းသာကြပါစေအောက်အယမမြာတရဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရကင်းဘေးတွေရှင်းလက်ငယ်ချမ်းသာကြပါစေနန္ဒစကြဝဠာမြာတရဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရကင်းဘေးတွေရှင်းလက်ငယ်ချမ်းသာကြပါစေတရားဟောတရားနာမြာတရဝါချမ်းသာကိုယ်စိတ်မြဲကြပါစေအန္တရကင်းဘေးတွေရှင်းလက်ငယ်ချမ်းသာကြပါစေကိုယ်စိတ်နှပြဘေးရန်กว่าကျမ်းမာကြပါစေကိုယ်စိတ်နှပြဘေးရန်กว่าချမ်းသာကြပါစေမေတ္တာနှလုံးကိုယ်စီသုံး
ရွှင်ပြုံးကြပါစေမေတ္တာယံသူဒေါသမူအဘုကင်းပါစေမေတ္တာရေချမ်းကိုယ်စီဖြင့်အေးချမ်းကြပါစေခန္တီနှလုံးကိုယ်စီသုံးရွှင်ပြုံးကြပါစေဒုမေတ္တာဆွမ်းကဘာလွန်အေးချမ်းကြပါစေဒုမေတ္တာဆွမ်းကဘာလွန်ငြိမ်းချမ်းကြပါစေဤသို့ပြုရမြတ်ဘုံညာကြောင့်အမတခေမံဤနိဗ္ဗာန်ကိုဧကံထုံလျှောက်ရောက်စေသောယနေ့ယခုပြုပြုသမျှမြတ်ဘာကကိုမိဘဆရာမျိုးတကားနှင့်ကိုမာဆောင်ကြကိုဆောင်နကအရင်စ၍ရှိသမျှလုံးစုံဘုံ30ဖြစ်ဖြစ်သမျှရှိသမျှဝိနေယတို့ရကြပါစေေငါဝေသည်မြာတွေသာဓုခေါ်စေသောဥသောမြတ်ချမ်းသာလို့ကောင်းကျိုးချမ်းသာတွေပြေဝကြပါစေဆက်ဆရာမိုက်တယ်